အားလုံးပဲမင်္ဂလာပါခင်ဗျာနောက်ပိုင်းနေ့အပိုင်းဒီညမှာကျွန်တော်စလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပေါ့နော်ဟုတ်ကဲ့ပါအတူတူသာကြည့်ကြမယ်ဒီလိုမျိုးပေါ်လာပြီးဆိုရင်เนาะเพื่อเข้ามุมภาษีเนาะကျွန်တော်တို့ထောက်အောက်ထားภาษีလေးမျိုးကိုနောက်တစ်ချက်ထက်သွားရအောင်မှာဖြစ်ပါတယ်ခင်ဗျာပေါ့နော်ဒီမှာနှိပ်လိုက်ပါပေါ့နော်အပြာအောင်လေးကိုနှိပ်လိုက်ပါနောက်ထပ်တစ်ချက်ထည့်နှိပ်ပါခင်ဗျာနော်တကယ်ချင်းလေးရပေါ့နော်ဒီချာလေးကြည့်ပါနော်လုံးမယ်ဆိုရင်မရဘူးဆိုရင်နောက်ထပ်တစ်ချက်ထည့်နှိပ်ရသွားပါပြီဒီလိုမျိုးပေါ်လာပြီဆိုရင်เนาะကျွန်တော်တို့ကဒီအပေါ်ကတော့တေချာကြည့်လိုက်တော့ကျွန်တော်တို့ဖွင့်တဲ့အချိန်မှာဘောခွန်းထောင်းမတာဘောခွန်းထောင်းမတာဖြစ်ရမှာဖြစ်ပါတယ်အပေါ်ကနည်းနည်းဆွဲလိုက်ပါခင်ဗျာဆွဲလိုက်ပြီးဆိုရင်ဒီကျွန်တော်တို့ကနိုင်ငံခြားသားမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကထိုင်နိုင်ငံမှာပဲနေတယ်ဆိုရင်မိတ်ချိုက်ကိုနှိပ်လိုက်ပါခင်ဗျာအင်္ဂလိပ်စာဆိုရင်တော့ no ပေါ့နော်မိတ်ချိုက်เนาะမြင်ရလားမသိဘူးဒီမှာเนาะမိတ်ချိုက်လေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်အပေါ်ရတယ်ပေါ်လာသေးတယ်မိတ်ချိုက်နောက်ထပ်တစ်ချက်ကိုထည့်နှိပ်ပါခင်ဗျာနှိပ်လိုက်ပြီဆိုရင်ဒီထပိုင်းလေးအပြာလုံးလေးကိုထည့်နှိပ်လိုက်ပါခင်ဗျာစာချမ်းလေးကိုပေါ့နော်ဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီထားကတော့เนาะဒီထားကတော့ကျွန်တော်တို့ကထိုင်းနိုင်ငံကိုယူရမှာထိုင်းလဲကိုယူရမှာဖြစ်ပါတယ်ထိုင်းလဲကိုလိုက်စားလိုက်ပါခင်ဗျာကြော်နေပြီထင်ပါတယ်ထိုင်းလဲပေါ့နော်ဒီမှာထိုင်းလဲနှိပ်လိုက်ပါထိုင်းလဲဖြစ်သွားပါပြီပေါ့နော်ဒီမှာနော်ထိုင်းလဲဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဘယ်ကိုသွားဆက်သွားရအောင်မလဲเนาะဒီမှာကြတော့ကျွန်တော်တို့နမိတ်ကိုတေချာကြည့်ပေါ့နော်sorry ကျွန်တော်တို့နမိတ်ကိုတေချာကြည့်ရမယ်ပေါ့နော်ဟိုအနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့နမိတ်ဒီလိုမျိုးတက်အောင်ထည့်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာနော်စကလစ်စောတပုတ်လေးရိုက်ထားလိုက်ပါခင်ဗျာပေါ့နော်မမမိဘူးဆိုရင်ပေါ့နော်ဆန်းဦးပေါ့နော်မထားလိုက်ပါပြီးရင်ကျွန်တော်တို့ကထိုင်လဲထည့်သွားပြီဆိုရင်เนาะဒီထပိုင်းဒီထပိုင်းလေးကိုထည့်နှိပ်ပါခင်ဗျာပေါ့နော် sorry ပါခုနကနှိပ်မမိသွားလို့ပေါ့နော်တစ်ချက်လေးကိုထည့်နှိပ်ပါခင်ဗျာဒီလိုမျိုးကျွန်တော်တို့နေရာလိုက်စားတဲ့နိုင်ငံတွေစစ်စေဖို့ပေါ့နော်စစ်စေလို့ဆိုရင်အားလုံးအောင်မြင်သွားပြီဆိုရင်ဒီထပိုင်းလေးကိုအပြာလုံးစာချမ်းလေးကိုထည့်နှိပ်ပါပြီးရင်ကျွန်တော်တို့ကဒီနေရာကတော့ဘိုင်စနေနဲ့နေရာလေးကိုမှန်ကန်သွားပြီဆိုရင်ဒီထပိုင်းလေးကိုထည့်နှိပ်ပါခင်ဗျာဟုတ်ကဲ့ပါပေါ့နော်ကျွန်တော်တို့ကဘော်လီကန်ပေါ့နော်ဘော်လီကန်ဆိုရင်အစီလည်းမပြောတော့ပါဘူးခင်ဗျာပေါ့နော်300ရာခိုင်နှုန်းကိုထည့်နှိပ်ပါခင်ဗျာပေါ့နော်နှိပ်လိုက်ပါပြီးရင်ဒီနေရာလေးထပိုင်းလေးကိုထည့်နှိပ်ပါခင်ဗျာပြီးရင်ဒီမှာကျတော့နိုင်ကောင်နောက်တစ်ချက်ထည့်ရွေးခန်းသေးတယ်ပေါ့နော်ထိုင်းလဲကိုထည့်လိုက်ပါခင်ဗျာပေါ့နော်ထိုင်းလဲဘယ်ရောက်သွားလဲထိုင်းလဲဟိုင်ပဲနိုင်ထိုင်းလဲပေါ့နော် TSAILAND ထိုင်းလဲโอเคပြီးရင်ဒီအပြလုံးလေးကိုထည့်လိုက်ပါခင်ဗျာဒီလိုမျိုးပေါ်လာပြီဆိုရင်အပေါ်ကကိုဆွဲလိုက်ပါခင်ဗျာပေါ့နော်ခုနကကျွန်တော်ပြောထားတဲ့အတိုင်းပါပဲပေါ့နော်ခုနကနမိတ်ကိုစကလီစောရိုက်ထားလိုက်ပါမောင်ကန်အောင်အသေးဆိုရင်အသေးအကြီးဆိုရင်အကြီးတူထည့်ရမှာဖြစ်ပါတယ်ထည့်နေတာကိုမတူဘူးဆိုရင်ဆက်သွားလို့မရပါဘူးခင်ဗျာမအောင်မိပါဘူးခင်ဗျာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကတော့မမိတယ်ဆိုရင်ပေါ့နော်ရေထည့်လိုက်မှာဖြစ်ပါတယ်တကယ်တော့ကြတော့မမိဘူးဆိုရင်ဟိုတိုက်ပုံနေရာလေးကိုလိုက်ပြောင်းစားလိုက်ပါပေါ့နော်โอเคဒါကတော့ကျွန်တော်ကတော့အကြီးတက်ပဲထည့်တယ်ဆိုရင်တော့မမိတာပေါ့နော်SAN โอเคဒီလိုမျိုးရေထည့်လိုက်ပြီးဆိုရင်เนาะမှန်ကန်ပြီလားမှန်ကန်ပြီလားတို့နမိတ်ကိုမှန်ကန်ပြီဆိုရင်ဒီအပေါ်ကလေတောက်ဟာလေးကိုတစ်ချက်ကိုထည့်ဖိလိုက်ပါပေါ့နော်ဖိလိုက်ပြီးဆိုရင်ဒီမှာနှိပ်လိုက်ပါ next ကိုထည့်နှိပ်သွားလိုက်ပါခင်ဗျာဒီလိုမျိုးပေါ်လာပြီဆိုရင်တဆင့်အောင်မြင်သွားပါပြီခင်ဗျာဒီမှာလိုက်စာတွေပါတယ်ပေါ့နော်စာရွက်တွေဟုတ်နော်ဟိုအောက်ဆုံးကတော့ဆွဲလိုက်ပါခင်ဗျာဆွဲလိုက်ပြီးဆိုရင်စစ်စေးလိုက်ပါကျွန်တော်တို့နမိတ်ကိုမှန်ပါသလားเนาะပြီးရင်လည်းအရက်လေးတွေကိုလည်းပေါ့နော်မွေတက်ကလေးတွေကောင်းတယ်အားလုံးအောင်မြင်သွားပြီဆိုရင်ဒီစာချမ်းလေးအပြာရောင်လေးကိုထည့်နှိပ်ပါခင်ဗျာဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီမှာကြတော့သူပြထားတယ်တွေ့တာခောက်မှုဖားစီของคนတော့တွေ့လားဒီလိုမျိုး
အရန်လေးပေါ်လာပြီဆိုရင်ပေါ့နော်ဇယံလေးပေါ်လာပြီဆိုရင်အောင်မြင်သွားပါပြီခင်ဗျာပေါ့နော်တကယ်ချင်းလေးရပေါ့နော်အောက်ကဆွေးလိုက်ပါခင်ဗျာနော်အောက်မှာဆွေးလိုက်ပါဆိုရင်ဒီမှာအားလုံးနမိတ်လေးတွေကိုလည်းအောင်မြင်သွားပြီဆိုရင်ပေါ့နော်ဒီမှာဆက်စင်းလိုက်ဒီတစ်ခုကတော့ကျွန်တော်နှိမ့်မိတာလက်ကုပ်ပဲနော်ဆက်စင်းလိုက်ပလွဲကိုတစ်ချက်ကိုထဲနှိမ့်ပါခင်ဗျာပေါ့နော်ဒီလိုမျိုးသွားပြီဆိုရင်နော်တချို့သောသူငယ်ချင်းဖုန်းတွေကိုဒီလိုမျိုးပေါ်လာတယ်တချို့သောသူငယ်ချင်းတွေကိုအောင်မြင်သွားတာပုံလေးတစ်မျိုးတက်လာတာပေါ့နော်ကျွန်တော်ဖုန်းကတော့ဒီနေ့ဘာဖြစ်လဲမသိဘူးအောင်မြင်လာဒီလိုမျိုးပေါ်လာရင်လည်းဘာမှစိတ်ပူစရာမလိုပါဘူးနော်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့သဲဖို့အထဲမှာနော်တစ်ဆက်တစ်စင်းပြောင်စစ်စီကြည့်မယ်ပေါ့နော်အောင်မြင်လားမအောင်မြင်လားပေါ့နော်โอเคပြန်စစ်စီကြည့်မယ်စစ်စီအိတ်လေးကိုလိုက်ဆလိုက်ပါခင်ဗျာနော်ဒီမှာနော်ဒီအိတ်လေးကိုထည့်လိုက်ပါပေါ့နော်မြင်ရလားမသိပါဘူးခင်ဗျာနော်ဒီအိတ်လေးကိုထည့်ဝင်လိုက်ပါဝင်လိုက်ပြီးတာနဲ့ဒီအပေါ်ကစက်တင်းလေးကိုထည့်လိုက်ပါခင်ဗျာဒီမှာတွေ့လားနော်အောင်မြင်သွားပါပြီခင်ဗျာပေါ့နော်ဒီမှာနော်ပန်နံပါတ်ရဲ့နမိတ်ရဲ့ပြီးရင်ဖားစီရဲ့အားလုံးကိုအောင်မြင်သွားပါပြီခင်ဗျာပေါ့နော်ဒီနေရာတွေပါတွေကြည့်ချင်တယ်ဆိုရင်အောက်မှာလည်းတပိုးကြီးစစ်သေးပါတယ်ခင်ဗျာပေါ့နော်ဟုတ်ကဲ့ပါဒီမှာကြတော့ကျွန်တော်တို့တစ်ခါစမလိုက်ပြီးဆိုရင်ပေါ့နော်ကျွန်တော်တို့ပုံချိန်လိုက်ပြီးဆိုရင်ဒီတကယ်တော့ကြတော့ဒီနေရာကိုနော်တကယ်တော့ကြတော့ဒီနေရာကိုအဝါရောင်လေးတဲ့မယ်ပေါ့နော်ဒီမှာနော်ဒီမှာအခုချိန်မှာတချို့လူကတော့ပို့တယ်တချို့လူကတော့မပို့သေးပါဘူးခင်ဗျာပေါ့နော်9ရက်စောင့်နေရမှာဖြစ်ပါတယ်ခင်ဗျာပေါ့နော်9ရက်နေ့မှာသူတို့ကကျွန်တော်တို့အချက်အလက်တွေကိုသူတို့စစ်ဆေးမယ်9ရက်ပြည့်ဆိုရင်ကျွန်တော်တို့ကစားလုပ်လို့ရပါပြီခင်ဗျာပါဖြစ်ပါဘူးခင်ဗျာပေါ့နော်အေးစေးပါခင်ဗျာနော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုနော်ဒီဗီဒီယိုလေးကိုကျွန်တော်တငယ်ချင်းနဲ့အကျိုးရှိတယ်ဆိုရင် share ပေးကြပါပေါ့နော်မသိတဲ့တငယ်ချင်းတို့ကိုသိရအောင်ပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ